gaming ကောင်းကောင်းကို color ဆန်းဆန်းနဲ့ performance မြင့်မြင့်နဲ့သုံးကျင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်ကတော့ TUF-F15 လို့ခေါ်တယ်လုံးဝအပေါ် cover လေးကဒီလိုအစိမ်းနုရောင်လေးအတွင်းထဲကတော့ဖြူရောင်နဲ့ဖြစ်ပါတယ်ထူးခြားတာတော့ RTX 4050ကို 6GB ပါဝင်ထားတဲ့အနေအထားမှာလုံးဝတမုံဖြုတ်ယုံပဲ right i7 13 generation ဆိုတာဟိုမိုးပေါ်မှာပဲရှိတော့တယ်ပေါ့ဗျာအဲ့တော့ CPU အမြင့် generation အမြင့်ထဲမှာဒီကောင်မိုက်တယ်ဘေးပေါင်ကျင်းတဲ့ကင်မရာပါမယ် Never key လေးတွေပါမယ် RTX ကလည်း4050ကို 6GB သုံးမိရတဲ့အပြင်ကိုမှ SSD က512 RAM က 16GB ကိုမပြီးသေးဘူး slot တစ်ခုအပိုပါသေးတယ်နောက်တဲ့ RAM 16GB ထပ်တိုးလိုက်မယ်ဆို 32GB နဲ့ share ဖြုတ်လို့ရတဲ့အနေအထားပဲဖြစ်ပါတယ်ဒီကောင်ကတော့TUF-F15 ဆိုတဲ့ gaming laptop ပဲဖြစ်ပါတယ်ဈေးနှုန်းကတော့39,500အကျဉ်းကြီးပဲဖြစ်ပါတယ် performance ကြမ်းကြမ်းနဲ့ဈေးကြမ်းကြမ်းပဲဖြစ်ပါတယ်ပေါ့နော်ဒီကောင်တွေက RGB မီးတွေဖြစ်ပါတယ်မီးအောင်စုံလင်းတဲ့အနေအထားမှာတော့အရမ်းမိုက်တဲ့အနေအထားပေါ့ဗျာလုံးဝ share ဖြုတ်လို့ရပါတယ်ဘေးမှာတော့ကျွန်တော် USB port တစ် port ပဲပါမယ်ဒီဘက်ဘေးမှာပလုံစီနေအောင်ပါမဲ့ port တွေအစုံပဲယူသမျှအကုန်ပါတဲ့ port တွေဖြစ်ပါတယ်အဲ့တော့ trade မပြောတော့ဘူး39,500 TUF gaming ကတော့ share ဖြုတ်ပါကျေးဇူးတင်ပါတယ်